လူသားတိုင်းရှာဖွေနေကြတဲ့စစ်မှန်တဲ့စိတ်ချမ်းသာမှုဆိုတာအဝေးကြီးမှရှိနေတာမဟုတ်ပဲမိမိတို့ရဲ့အတွေးခေါ်နဲ့နေထိုင်ဖြတ်တန်းပုံကိုအနှဲငယ်ပြောင်းလဲလိုက်ရုံနဲ့လက်တကနမရင်ရရှိနိုင်တဲ့အရာဖြစ်တဲ့ကြောင့်အခုဖော်ပြပေးမယ်စိတ်ချမ်းသာအောင်နေထိုင်နည်းဆဲချက်ဟူသောအနစ်ချုပ်လိုင်းညွှန်ချက်ဟာပရိသတ်တို့ရဲ့နေစဉ်ဘဝမှာကြုံတွေ့နေရတဲ့တောကအမိုက်ပုံးတွေကိုဖယ်ရှားပြီးပေါ့ပါလန်းဆန်းတဲ့စိတ်ဓာတ်ခွန်အားတစ်တွေကိုပေးစွမ်းနိုင်မှာထလို့အဆုံးထိနားဆင်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ်နံပါတ်1သူများပြောတိုင်းလိုက်ပြီးမခံစားနဲ့ပိန်တယ်ဝါတယ်ပို့တယ်ရှည်တယ်ဖြူတယ်မဲတယ်နှိမ်တယ်ကဲ့ရဲ့တယ်စသဖြင့်စိတ်ချမ်းသာအောင်ညင်နီပထမဆုံးအချက်ဖြစ်သောသူများပြောတိုင်းလိုက်မခံစားခြင်းဆိုတာကမိမိရဲ့စိတ်အေးချမ်းမှုကိုပြင်ပလူများရဲ့နှုတ်ထွက်စကားများအပေါ်မှာပုံအပ်မထားပဲမိမိကိုမိမိယုံကြည်မှု self confidence တင်တိစောက်တာဖြစ်ပြီးတစ်ဖက်လူကမိမိ၏ရုပ်ရည်တွင်ပြင်ပိန်ခြင်းဝါခြင်းအသားအရည်သို့မဟုတ်ဂုံပုတ်များအပေါ်ဝေဖန်နှိမ်ချသည်ဖြစ်စေကဲ့ရဲ့သည်ဖြစ်စေအဲ့ဒီစကားတွေကိုအမှန်တရားလို့လက်မခံပဲအတန်မြတာဖြစ်သည်ဟုသဘောထားကစိတ်ထဲသို့အဆုံးအထိအယောက်မခံပဲလိရှူရှုတတ်ရန်လိုအပ်ခြင်းဖြစ်ကထို့သို့နေထိုင်ခြင်းဖြင့်မိမိ၏တန်ဖိုးမှာသူတစ်ပါး၏အမြင်တွင်မရှိပဲမိမိ၏စိတ်နေစိတ်ထားနှင့်လောက်ရက်ပေါ်တွင်သာရှိသည်ကိုနားလေပြီးမလိုအပ်သောတောကများကိုဖယ်ရှားကာစိတ်ကိုပေါ့ပါလန်းဆန်းစေရဖြစ်ပါတယ်။နံပါတ်2ပြီးခဲ့တဲ့ဒေါသထွက်စရာတွေစိတ်မချမ်းသာစရာတွေပြတ်မသွေးနဲ့ဒုတိယချက်ဖြစ်တဲ့ပြီးခဲ့သည့်ဒေါသထွက်စရာနဲ့စိတ်မချမ်းသာစရာများကိုပြန်မသွေးခြင်းဆိုတာကအတိတ်ကဖြစ်ပျက်ခဲ့ပြီးသောအကြောင်းအရာများသည်ပြန်လည်ပြင်ဆင်၍မရနိုင်တော့သည့်အရာများဖြစ်ကြောင်းနားလေကမိမိ၏စိတ်ကိုလက်ရှိပစ္စုပန်တဲ့၌သာထားရှိခြင်းဖြစ်ပြီးအတိတ်ကနာကျင်မှုများသို့မဟုတ်ဒေါသထွက်စရာများကိုထပ်ခါတလဲလဲပြန်လဲပုံဖော်နေခြင်းသည်မိမိကိုမိမိစိတ်တန်ရာအစ်စ်များထပ်ဖန်တလဲလဲပေးနေတဲ့ကဲ့သို့ဖြစ်နေတတ်ကထိုအမိုက်ကဲ့သို့သောအတွေးဟောင်းများကိုစွန့်ပစ်နိုင်မှသာစိတ်ထဲတွင်အေးချမ်းမှုအတွက်နေရာအစ်စ်များရရှိလာမည်ဖြစ်သောကြောင့်သင်္ကန်းစာယူစရာရှိသည်ကိုယူ၍ကြံသည်များကိုအပီးတိုင်မိတ်ဖြောက်ထားခြင်းဖြင့်ယနေ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ခြင်းပင်ဖြစ်ပါတော့တယ်။နံပါတ်3မထစ်သေးတဲ့အကြောင်းအရာတွေကိုစိုးရိမ်တော့ကားစိတ်နဲ့ကြိုတွေးမနေပါနဲ့။တတိယချက်ဖြစ်တဲ့မဖြစ်သေးသည့်အကြောင်းအရာများကိုစိုးရိမ်တော့ကားစိတ်ဖြင့်ကြိုတွေးမနေခြင်းဆိုသည်မှာလက်ရှိဖြစ်စုံပန်တွင်ဖြစ်မလာသေးသောသို့မဟုတ်ဖြစ်လာရန်ရေရာမှုမရှိသောအနာဂတ်အရေးကိစ္စများအပေါ်ခောက်ရွံ့စိုးရိမ်စိတ်ဖြင့်ပုံကြီးချက်တွေးတော့ကမိမိစိတ်အင်အားကိုကြိုတင်ဖြုံးတီးပစ်ခြင်းကိုရှောင်ကျဉ်ခြင်းဖြစ်ပြီးအနာဂတ်အတွက်ပြင်ဆင်မှုရှိရမည်မှာမှန်တော်လဲဘာဖြစ်မလဲဟူသောစိုးရိမ်စိတ်တက်တက်နဲ့နေထိုင်ခြင်းသည်ယနေ့ရရှိနိုင်တဲ့ပျော်ရွှင်မှုကိုဖျက်ဆီးနေတဲ့ကဲ့သို့ဖြစ်နေတတ်ကအရာရာကိုလက်ရှိလှုပ်ဆောင်နေသောအလုတ်အပေါ်၌သာအာယုံစိုက်ပြီးအကောင်းဆုံးရင်ဆိုင်ဖြည့်ရှင်းမဲ့ဟုတန်တနိဋ္ဌာချထားခြင်းဖြင့်မလိုအပ်သောတောကများကိုရှော့ချကစိတ်အေးချမ်းမှုကိုရှာဖွေနိုင်ခြင်းပင်ဖြစ်ပါတော့တယ်။နံပါတ်4ကိုဝါဒနာပါတဲ့အလုပ်ကိုစူးစူးဆိုင်ဆိုင်လုပ်ကြည့်ပါ။စတုံးထအချက်ဖြစ်တဲ့ကိုဝါဒနာပါသည့်အလုပ်ကိုစူးစူးဆိုင်ဆိုင်လုပ်ကြည့်ခြင်းဆိုသည်မှာမိမိစိတ်နှလုံးကိုပျော်ရွှင်ကြည်နူးစေသောအလုပ်တစ်ခုခုတွင်အာယုံအပြည့်နှင့်မြုပ်ထားခြင်းဖြင့်ပြင်ပကမလိုအပ်သောအနှောက်အယှက်များနဲ့အစိုးမြင်အသွေးများကိုတဘာဝအလျောက်မေ့ပြောက်သွားစေခြင်းဖြစ်ပြီးထို့သောစိတ်ပါဝင်စားနဲ့လှုပ်ဆောင်နေခြင်းတွင်ဖြစ်ပေါ်လာသောအောင်မြင်မှုနဲ့ပီတိဓာတ်တို့ကမိမိကိုယ်ကိုတန်ဖိုးရှိသည်ဟုခံစားရစေကစိတ်ဖိစီးမှုများကိုလော့ကျစေတဲ့အပြင်ဘဝကိုအတိတ်ဘေရှိရှိဖြတ်တန်းနေရသည်ဟုသောခိုင်မာတဲ့စိတ်ခွန်အားတစ်ကိုပေးစွမ်းနိုင်သောကြောင့်အားလက်ချိန်များတွင်ဖြစ်စေအခွင့်ကြုံတိုင်းဖြစ်စေမိမိဝါဗနာကိုအချိန်ပေးလက်ဆောင်ခြင်းဖြင့်စိတ်ချမ်းသာမှုကိုရှာဖွေနိုင်ခြင်းပင်ဖြစ်ပါတော့တယ်။နံပါတ်5ကိုယ့်အကြောင်းကိုကိုယ်ကွယ်တာမှအသင်းဖြောနေတဲ့အကြောင်းကိုပြန်ကြားတဲ့အခါခံစားမနေပါနဲ့ကိုယ့်ကိုတဲဖြောတာမှမဟုတ်တာကိုလည်းတိုက်ရိုက်ကြားရတာမဟုတ်ဘူးပင်စမအချက်ဖြစ်တဲ့ကိုယ့်အကြောင်းကိုကွယ်တာမှအသင်းဖြောနေတာကြားရင်ခံစားမနေခြင်းဆိုသည်မှာလူမှုပတ်ဝန်းကျင်တွင်ရှောင်လွယ်မရသောဝေဖန်မှုများကိုစိတ်ထဲထည့်လာမိမိ၏တန်ဖိုးရှိသောအချိန်နဲ့စိတ်အင်အားကိုအလားဟမဖြုံးတီးပစ်ခြင်းဖြစ်ပြီးတစ်ဖက်လူကမိမိကိုတိုက်ရိုက်ပြောခြင်းမဟုတ်ဘဲကွယ်တာမှသာပြောနေခြင်းဟာ၎င်းတို့၏စိတ်နေစိတ်ထားနဲ့သာစိတ်ရိုက်ခါပြီးမိမိ၏ဂုဏ်သိက္ခာကိုအမှန်တကယ်ထိခိုက်စေနိုင်ခြင်းမရှိကြောင်းနားလေသည်ကတို့မိမိကိုယ်တိုင်တိုက်ရိုက်ကြားရသည်မဟုတ်သောထိုစကားရက်မှာကိုလိုက်လံစုံစမ်းခြင်းသို့မဟုတ်ပြန်လဲတုံ့ပြန်ရန်ကြိုးစားခြင်းထက်ငါနဲ့မဆိုင်ဘူးဟုသဘောထားကလစ်ရှူရှုလိုက်တာကသာမိမိ၏စိတ်ချမ်းသာမှုကိုအခိုင်အမာဆုံးကာကွယ်ပေးနိုင်ခြင်းပင်ဖြစ်ပါတော့တယ်။6ဆုံးရှုံးသွားတဲ့အရာတွေအတွက်ညမျိုးတဲ့စိတ်နဲ့ခဏခဏပြန်မစင်းစားနဲ့ဘာမှပြန်မရတော့ဘူးပြီးသွားပြီသင်ခန်းစာပဲယူပါဆက်ထအချက်ဖြစ်သောဆုံးရှုံးသွားသည့်အရာများအတွက်ညမျိုးတသားပြန်မစင်းစားခြင်းဆိုသည်မှာလွန်လေပြီးသောအကြောင်းအရာများသည့်
များသောဦးသည်မပြန်လဲရယူနိုင်တော့သည့်အသိအဖြစ်ရများသာချစ်ချောင်းနားလေကမိမိ၏စိတ်အင်အားကိုအလားဟာမဖြုံးတီးပြီးချင်းသူပြီးဆုံးရှုံးမှုတစ်ခုကိုထပ်ခါတလဲလဲတွေးတောနေခြင်းကနာကျင်မှုကိုသာတိုးပွားစေတော့တာမကယနေ့ရရှိနိုင်မဲ့အခွင့်အလမ်းသစ်များကိုပါမြင်စွမ်းကဲမဲ့စေတတ်ကအရာရာကိုသင်ခန်းစာအချက်သာယူ၍ပြီးခဲ့သည်မှာပြီးခဲ့ပြီးဟုသောပြက်ပြက်တန်တန်ဆုံးဖြတ်ကရှေ့ဆက်ရမည့်ခရီးကိုသာအာယုံစိုက်ခြင်းဖြင့်စိတ်ချမ်းသာမှုကိုရှာဖွေနိုင်ခြင်းပင်ဖြစ်ပါတော့တဲ့ခုနှစ်ကိုချစ်သူကတစ္ဆာဖောက်သွားတဲ့အခါဝမ်းသာလိုက်ပါသူ့အကြောင်းကိုစောစောစီစီသိလိုက်ရလို့တတမအချက်ဖြစ်တဲ့ချစ်သူကတစ္ဆာဖောက်သွားသည့်အခါစောစောစီစီသိလိုက်ရ၍ဝမ်းသာလိုက်ခြင်းဆိုသည်မှာမိမိအပေါ်တစ္ဆာမရှိသူကိုအချိန်ပုတ်မခံပဲဘဝခီးကိုအမှန်တကယ်လက်တွဲကောင်းမြတ်သူနဲ့ပြန်လဲစတင်နိုင်ရန်အခွင့်အရေးရရှိခြင်းဖြစ်ပြီးထို့သောကြုံတွေ့ရခြင်းတွေခနာတဝမ်းနဲ့ပူဆွေးမှုရှိနိုင်တော့လေမစားမနိုင်နဲ့တမိုင်းမိုင်းတွေးလက်နေမယ်စားကဘာပေါ်မှာလူပန်းများစွာရှိတဲ့မိမိကိုထိုက်တန်သောသူတငိတ်တွေရောက်ရှိလာမယ်ဟုယုံကြည်ကမိမိကိုမိမိပြန်လဲချစ်ခင်ယူရခြင်းဖြင့်စိတ်သက်ခွန်အားတစ်ကိုပြန်လဲတိဆော့ခါရှစ်ဆက်လန်းခြင်းပင်ဖြစ်ပါတော့တယ်အသေးကွဲခြင်းလဲယာယီတော့အသေးကွဲမစားမနိုင်နဲ့တမိုင်းမိုင်းတွေလုံမနေနဲ့ကဘာမှာလူပေါင်းတန်းရှိထောင်ကျော်ရှိတယ်ကိုနဲ့ထိုက်တန်ရာတယောက်တော့ရတယ်ရောက်လာလိမ့်မယ်ရှစ်များယူဖို့ထက်များပေးနိုင်အောင်ကြိုးစားသူများကိုများပေးနိုင်လေစိတ်ချမ်းသာရလိပဲအတ္တမချက်ထတဲ့များယူဖို့ထက်များပေးနိုင်အောင်ကြိုးစားခြင်းဆိုဒီမှာမိမိကိုယ်ကျိုးအတွက်သာရှေ့တန်းတင်ခြင်းထက်သူတစ်ပါးကိုကူညီဖေးမတော့စာကစိတ်ကိုမွေးမြူခြင်းဖြစ်ပြီးလက်ခံရရှိခြင်းထက်ပေးကမ်းစွန့်ကြဲရခြင်းကပိုမိုနှက်ခြင်းသောပီတိနှင့်စိတ်အေးချမ်းမှုကိုပေးစွမ်းနိုင်ကမိမိထံရှိသလောက်လေးနဲ့သူတစ်ပါးကိုအကျိုးပြုနိုင်လေမိမိ၏စိတ်နှလုံးမှာပိုမိုကျဲပရောနဲ့တန်ဖိုးရှိသည်ဟုခံစားရလေဖြစ်သောကြောင့်လောဘစိတ်ကိုရှော့ချကပေးကမ်းခြင်းထင်စိတ်ချမ်းသာမှုကိုတိဆောက်ခြင်းပင်ဖြစ်ပါတော့တယ်နံပါတ်9ပတ်ဝန်းကျင်ကိုလူအပ်တာထက်ပိုပြီးဂယုမဆိုင်မိစေနဲ့နဝမအချက်ဖြစ်သောပတ်ဝန်းကျင်ကိုလူအပ်တာထက်ပိုပြီးဂယုမဆိုင်မိစေခြင်းဆိုဒီမှာမိမိ၏ပျော်ရွှင်မှုနှင့်ဆုံးဖြတ်ချက်များကိုသူတစ်ပါး၏အကြိုက်သို့မဟုတ်အထင်အမြင်များအပေါ်နှင့်အလွန်အကျွအခြေမခံဘဲမိမိကိုယ်တိုင်၏လိုအပ်ချက်နှင့်စိတ်ဆန္ဒကိုသာအဓိကထား၍နေထိုင်ခြင်းဖြစ်ပြီးပတ်ဝန်းကျင်၏ဝေဖန်မှုသို့မဟုတ်မျှော်လင့်ချက်များကိုလိုက်လောရန်ကြိုးစားလွန်ခြင်းကမိမိ၏ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်စိတ်အေးချမ်းမှုကိုဆုံးရှုံးစေတတ်ကလူတိုင်းကိုစိတ်ချနှံ့အောင်မလုပ်ပေးနိုင်သည်ကိုလက်ခံပြီးမိမိအတွက်အမှန်တကယ်အရေးကြီးသောအရာတွေကိုသာအာယုံစိုက်ခြင်းထိမလိုအပ်သောစိတ်ဖိစီးမှုများမှကင်းဝေးကလွတ်လပ်ပေါ်ပါစွာနေထိုင်နိုင်ခြင်းပင်ဖြစ်ပါတော့တယ်10ကိုယ်မှာရှိသလောက်နဲ့ပဲရောင်ကျက်တင်းတည်နိုင်အောင်ကြိုးစားပါကိုလုံနိုင်စွမ်းရှိသလောက်ပဲမျှော်လင့်ပါဒသမအချက်ထသောကိုယ်မှာရှိသလောက်နဲ့ရောင်ကျက်တင်းတည်နိုင်အောင်ကြိုးစားခြင်းဆိုဒီမှာမိမိ၏လက်ရှိပိုင်ဆိုင်မှုအရေးအချင်းနှင့်အခြေအနေများအပေါ်တွင်ကျေနပ်ရောင်ကျက်တဲ့သောတန်တုံထီးဆိုင်ခုမွေးမြူခြင်းထီပြီးမိမိလှုပ်ဆောင်နိုင်စွမ်းထက်မြင့်များသောမျှော်လင့်ချက်များသို့မဟုတ်သူတစ်ပါးနဲ့နှိုင်းရှင်ကလိုချင်တန်မှတ်သောလောဘစိတ်များကိုထိန်းချုပ်ခြင်းဖြင့်စိတ်၏ပူပန်မှုကိုလော့ကျစေခြင်းတူကမိမိတွင်ရှိပြီးသားအရာတွေ၏တန်ဖိုးကိုသိရှိနားလည်ခြင်းကသာအစစ်အစစ်ချမ်းသာမှုကိုပေးစွမ်းနိုင်သောကြောင့်အစအမှန်လိုချင်တောင့်တမှုများနောက်ကိုမလိုက်နေပဲမိမိဘဝကိုအရှိအတိုင်းလက်ခံကျေနပ်ခြင်းဖြင့်အေးချမ်းစွာနေထိုင်နိုင်ခြင်းပင်ဖြစ်ပါတော့တယ်။ဤကုန်းချုပ်အနေနဲ့စိတ်ချမ်းသာအောင်နေထိုင်နည်း10ချက်ဟာမိမိစိတ်အေးချမ်းမှုကိုပြင်ပလောကီအာယုများနဲ့သူတစ်ပါး၏အဆုံးအဖြတ်များပေါ်မှာပုံအပ်မထားပဲမိမိကိုယ်တိုင်၏အတွေးခေါ်နဲ့လက်ရှိပစ္စုပန်တဲ့နိုင်တာတိဆောက်ခြင်းဖြစ်ပြီးအတိတ်ကနာကျင်မှုနဲ့အနာဂတ်အတွက်စိုးရိမ်မှုများကိုစော့လွတ်ကမိမိပိုင်ဆိုင်သမျှနဲ့ရောင်ကျက်တင်းတင်ရင်ဝါဒနာပါရာကိုအာယုံဆိုင်လက်ဆောက်ခြင်းဖြင့်မလိုအပ်သောတောကအမိုက်ပုံများကိုဖယ်ရှားကဘဝကိုပေါ်ပလွတ်လပ်စွာဖြတ်တန်းနိုင်မယ်စိတ်သက်ရဲမှာအကာအကွယ်ခေါင်းများဖြစ်ပါတော့တယ်ခင်ဗျာ